ဘောလုံးကိုချစ်တဲ့သူတိုင်းဒီလူကိုသိနေပါလိမ့်မယ်။သူက Yoan Morit Game ပါ။အိုင်ယာလန်ရဲ့ခော့မြို့ကနေပေါ်ထွက်လာပြီးအင်္ဂလန်ဘောလုံးလောကကိုချင်းချောက်ခဲ့သူပါ။1993မှာပေါင်3.75တန်းနဲ့မန်ယူကိုပြောင်းလာခဲ့ပြီးကမ္ဘာ့ဇဲအကြီးဆုံးကွင်းလယ်လူတို့ဖြစ်လာခဲ့ပါတယ်။ Manchester United အသင်းကောင်းဆောင်ဖြစ်တဲ့ King ဟာကွင်းလယ်ကစစ်သားကြီးရောက်ဖြစ်လာပါတယ်။ Premier League ဖလား9လုံး Champions League ဖလား1လုံးရယူနိုင်ခဲ့ပါတယ်။သူဦးဆောင်ခဲ့တဲ့ခေတ်ဟာမန်ယူရဲ့ရွှေခေတ်ပါတယ်။သူဟာကစားသမားတဦးတည်းမဟုတ်ပါဘူး။အသင်းရဲ့စိတ်ဓာတ် spirit ဖြစ်ခဲ့ပါတယ်။သူ့ရဲ့ကစားသမားဘဝရဲ့အထင်ရှားဆုံးပွဲစဉ်က1999 Champions League Semi Final ပါ။ Juventus နဲ့2ဂိုးပြတ်ရှုံးနေချိန်မှာအသင်းအတွက်ညှော်လင့်ချက်ပြန်ပေးဖို့ဦးဆောင်ကိုတွင်းခဲ့သူပါ။ငါတို့ရှုံးလို့မထစ်ဘူးဆိုတဲ့ခံစားချက်ကိုသူကကွင်းထဲမှာကိုယ်တိုင်ထွက်ပြခဲ့ပါတာ။အခုတော့ကစားသမားဘဝကနေအနားယူတော့ပါပြီ။ဒါပေမဲ့သူကွင်းလယ်မှာရှိနေတယ်လို့ပါပဲ။စတူဒီယိုထဲမှာလည်းမာမထန်ထန်ဝေဖန်နေတော့ပါပဲ။သူပေးခဲ့တဲ့သင်ခန်းစာကတော့ပျော်ညံ့တဲ့ငါးတွေကရေစည်းတဲ့နောက်ပါသွားတာဆိုတဲ့ခေါင်းဆောင်မှုပါပဲ။နောက်ထပ်ဘဲကစားသမားအကြံသိလိုပါတယ်။ကွန်မန့်မှာပြောခဲ့နော်။